ဘော်တူဂီနိုင်ငံမှာရှိတဲ့ဒီမြို့လေးဟာတမိုင်းကြောင်းကျွယ်ဝပြီးတဘာဝအလှတရားတွေကြောင့်ကဘာလက်ခီးသွားတွေအကြားအင်မတန်မှခြေပန်းစားပါတယ်ဒီမြို့လေးကိုလာဂိုစီလို့ခေါ်ပေါ်ကြပြီး15ရာစုနှစ်တွေမှာနယ်မြေသစ်ရှာဖွေကြတဲ့ဘော်တူဂီတို့ရဲ့အဓိကကျခဲ့တဲ့စိတ်ကမ်းမြို့လေးဖြစ်ခါအာဖရိကတိုက်ကိုတွားရောက်တဲ့သင်္ဘောအများစုကတော့ဒီမြို့ကနေပြီးတော့ထွက်ခွာခဲ့ကြပါတယ်ဘော်တူဂီတောင်ပိုင်းအယ်ဂါဗေးကန်ယိုဒန်မှာတည်ရှိတဲ့ဒီလာဂိုစ်မြို့ကလေးဟာကန်ယိုဒန်တစ်လျှောက်ရှေးနှစ်တန်းပေါင်းများစွာတည်းကရေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာသောရေအောက်ရေပေါ်ပုံစံမျိုးမျိုးနဲ့ထုံးကျောက်ပင်လယ်ကူပေါင်းများစွာဟာအပန်းဖြေစွန့်စားသူတို့အတွက်တော့နာမည်ကြီးသောနေရာလေးဖြစ်လာပါတယ်မြို့ကလေးရဲ့ကန်ယိုဒန်တစ်လျှောက်နာမည်ကြီးတဲ့သဘာဝအလှတွေအများကြီးထဲမှာဘီနာဂိမ်းလို့ခေါ်တဲ့နေရာဟာကမ္ဘာအလှဆုံးပင်လယ်ကူတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရတာပါထူးခြားတာကတော့တအားလို့ခေါ်တဲ့အပေါ်ဘက်ဂူမြင့်တဲ့ကျက်မှာသဘာဝလျောက်ဖြစ်ပေါ်နေတဲ့စဝိုင်းပုံစံအပေါက်ကြီးပဲဖြစ်ပါတယ်ကန်ယူတဲ့ရှောင်းထိုကူကြီးတွေဟာနှစ်ပေါင်းတန်းချီကလေးကပင်လယ်လိုင်းတွေရဲ့တိုက်စားမှုကြောင့်ဖြစ်ပေါ်လာတဲ့ထုံးကျောက်ကူအမျိုးအစားတွေဖြစ်ကြပြီးနိုင်ငံတွေမှာအလွှာလိုက်ဖြစ်နေတဲ့အယောင်မျိုးမျိုးကိုကြည်ကျင်အားဖြင့်ကြောက်သွားတဲ့တက်တန်းကိုခံမှန်းနိုင်ကြပါတဲ့မြို့လေးထဲမှာဆိုရင်လည်း16ရာစုကရှေးအောင်ခံတဲ့တဲ့တိုင်းတွေကြောက်ခင်းလန်းလေးတွေကိုယနေ့အထိမြင်တွေ့နိုင်ပါသေးတယ်သူတို့ရဲ့ရိုးရာဒေသတွေအစားအသောက်ကတော့ကဘာကျော်တဲ့ Grey Sardine လို့ခေါ်တဲ့ငါးကင်ပဲဖြစ်ပါတဲ့ယခုခေတ်မှာတော့မြို့လေးရဲ့သဘာဝအလှတရားတွေကြောင့်ခီးသွားတဲ့အတွက်တော့ရေပန်းစားနေပြီးဘော်တူဂီရောက်ရင်တော့တစ်ခေါက်တစ်ခါသွားကြည့်တဲ့နေရာဆိုရင်လည်းမမားလို့မို့လို့တင်ဆက်ပြသလိုက်ရပါတယ်ခင်ဗျာ